ပြိတ္တများအားလုံးမင်္ဂလာခင်ဗျာတော်ရဖိုင်တာလစ်စပီပုတ်ကတော့ထိုင်းမီဒီယာရေးကြားမှာတော်တော်လေးကိုရေပန်းစားသွားခဲ့ဖြစ်ပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းကော့စမိုကျွန်းမှာကျင်းပတဲ့စုကြည်မြင့်ပြိုင်ပွဲကြီးမှာအစွမ်းပြလိုက်တဲ့တော်ရသားဖိုင်တာလစ်စပီပုတ်ရဲ့သတင်းကိုထိုင်းမီဒီယာတွေကလည်းရေးသားဖော်ပြနေဖြစ်ပါတယ်ခင်ဗျာအသက်ကလည်း18နှစ်ရှိသေးတယ်စုကြည်အမြင့်ဆုံးပေးအပ်တဲ့ main event ပွဲမှာဒီ18နှစ်သားလေးကစုငွေကန်းနှစ်သန်းကိုတော့စုခုရောက်သွားခဲ့တယ်ဆိုတော့ဒီကောင်လေးရဲ့အစွမ်းစားဟာဘယ်လောက်ရှိသလဲဆိုတာကိုထိုင်းဂျင်တချို့ကစောင့်ကြည့်နေပြီလို့သိရှိရပါတယ်ခင်ဗျဟုတ်ကဲ့ထိုင်းကဂျင်တွေကအခုနောက်ပိုင်းမှာမြန်မာဖိုက်တာတွေကိုတော်တော်လေးစိတ်ဝင်စားလာပါတယ်ဘာကြောင့်လဲဆိုတော့မြန်မာပရိသတ်တွေရဲ့အားပေးမှုဟာဘယ်လောက်အတိုင်းအတာရှိတယ်ဆိုတာသူတို့ကိုယ်တိုင် market အရာသိရှိနေဖြစ်ပါတယ်ခင်ဗျအနည်းဆုံးပြောရင်ဗျာရဲရင်တော့သူ့ဆို Bina Training Camp ကနေခေါ်လိုက်တယ်လေ့ကျင့်ပေးတယ်ရဲရင်တော့ရောက်မလာခင်တော့က follower အရေအတွက် 2,430,000 လောက်ပဲရှိတာရဲရင်အောင်လည်းရောက်လာပြီးတော့ချက်ရှင်း2,540,000တွေပဲဖြစ်သွားတယ်မြန်မာ follower အများစု Bina Training Camp ရဲ့ page ကိုရောက်သွားတယ်ပြီးတော့ရဲရင်အောင်ကိုကြည်ရင်တဲ့အတူကျန်တဲ့ Bina Training Camp 5 fighter တွေကိုမြန်မာပြည်သက်တွေရင်းနှီးသိရှိသွားခဲ့တယ်ခင်ဗျဒီတော့မြန်မာ market ကို Bina Training Camp မှာရရှိသွားတယ်လို့ပြောလို့ရပါတယ်ရှေ့မှာဆိုရင်လည်း FedEx ရှိပါတယ်ခင်ဗျ FedEx က fighter တွေကိုအရင်တော့မသိလားဆိုသိပါတယ်ဒါပေမဲ့ Stan FedEx တို့တော့ပဲနာမည်ကြီးပြီးတော့လူသိများတယ်ပေါ့လေကျန်တဲ့ fighter တယောက်ချင်းလိုက်သိဖို့ဆိုတာတော်တော်လေးကိုခက်တယ်ဥပမာမှာ Y2K တို့ရောနာခရော့တို့ရောရှာကွမ်တို့ရောအကုန်ကိုကြော်တော်ဝင်းနဲ့ပေါင်းစည်းပြီးတော့သိရှိလာတယ်ဆွန်ရက်တို့ကအစားပေါ့လေဟုတ်ကဲ့အခုဆိုရင်နောက်တော့ကျွန်တော်ထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့တိုက်ကမွေထိုင်းဂျင်ဆိုရင်လည်းဘရော်နီကာတို့နော်မာဆိုရဲ့ပုံတူနဲ့တူသူတို့စီမှာရှိတဲ့တခြား fighter တွေကိုပါမြန်မာပြည်သက်တွေကရင်းနှီးသိရှိလာခဲ့ကြဖြစ်ပါတယ်ခင်ဗျဒါကြောင့်လည်းအခုကျွန်တော်ထင်ပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းကော့စမိုကျွန်းကစုကြည်မြင့်ပြိုင်ပွဲကြီးမှာအစွမ်းပြလိုက်တဲ့တော်သား fighter လေးကိုထိုင်းဂျင်တွေကလိုချင်လာတာဖြစ်ပါလိမ့်မယ်ခင်ဗျဒါပေမဲ့သူစီမှာလည်းပြင်သစ်နိုင်ငံသားတထေးရှိနေတယ်ဆိုတော့ဘယ်လိုဆုံးဖြတ်ချက်ချမလဲမသိဘူးပေါ့လေဒါပေမဲ့ဒီကောင်လေးမှာအလားအလာကောင်းတွေပိုင်ဆိုင်ထားတယ်စပီပုတ်ဟာထိုင်းကဂျင်နီစီမှာလက်ကျင်လိုက်ရင်အများကြီးမြင့်တက်သွားမယ်ပြီးတော့သုံးနဲ့ပေါင်းစည်းပြီးတော့1 championship စီကိုခက်မြန်ရောက်အောင်ပို့ပေးနိုင်တယ်ဆိုတော့မလုံးမျိုးတွေသူတို့မှရှိနေတယ်ခင်ဗျဒီတော့ speed mode ကိုလက်ရှိမှာထိုင်းကဂျင်အတော်များများကစိတ်ဝင်စားနေပြီဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပြပေးလိုက်ပါတယ်ခင်ဗျကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ